everyone, Guess and Cards ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Guess 2 unboxing video လေးပေါ့နော်ဆိုတော့ဒီ deck လေးကို unboxing လုပ်မယ် Guess ဒီနေ့တညလုံးကို reading နေအချိန်အပြည့်ပဲအချိန်အပြည့်အောင်မှာ Guess ဒီ deck လေးနဲ့ကြည့်ပေးချင်လို့ပေါ့နော်ဒါလေးကို Guess အချိန်မီ unboxing လုပ်မှာဖြစ်ပါတယ်ဆိုတော့ဒါလေးက Guess Kinokuniya ကနေဝယ်လာတာbut 1000ရှိရပေါ့နော် so the tarot girl of OZ တဲ့လို့ tarot girl လို့ခေါင်းစဉ်ကိုတွေးလိုက်တဲ့အချိန်မှာဘာလီများလဲဘာများလဲပေါ့ tarot girl tarot နဲ့ oracle ရောထားဆိုဘာများလဲဆိုပြီးတော့ back side လေးကိုကြည့်လိုက်တော့လဲပုံလေးတွေကစိတ်ဝင်စားဖို့ကောင်းတယ်စိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့်မလို့ guess ကလုံးဝဒါလေးကတော့ငါယူမဖြစ်တော့မယ်ဆိုပြီးတော့ယူလာပေါ့နော် so guess တို့ unboxing လေးလုပ်ကြည့်ရအောင် okay publisher က publisher တူတယ်မသိ publisher box လေးကိုကြည့်ရအရင် aesthetic ဖြစ်တယ်ပေါ့နော် pastel color လေးနဲ့တော့လောက်ထားဆိုလေ guess နောက်ထပ်ပြင်မဲ့လက်တဲ့အယောင်နဲ့လိုက်တယ်လို့ခံစားလို့ယူလာပေါ့နော်တကယ်တော့ပြီးတော့အဲ့ဒါကြောင့်မလို့သူ့ကိုကြိုက်တဲ့အချက်တွေကများသွားတာပေါ့နော်ပြောမယ်ဆိုရင်ထူးထူးဆန်းဆန်းဒီနိုကူနီယာတိတ်တွေနဲ့မပတ်ထားဘူးထူးထူးဆန်းဆန်းဆိုတော့box ရဲ့ texture ကအရန်ကြိုင်လို့ကောင်းတယ်ကြိုင်ကြည့်မှသိမှာပေါ့နော်တခြား box တွေနဲ့လုံးဝမတူအရန် smooth ဖြစ်တယ်luxurious ဆန်တယ်လို့တော့ guess တို့ပြောလို့ရပါပေါ့နော် box ကလေးကအရန်ကိုလှပါတယ်အိုးတွေ့လိုက်လားအရန်လှတဲ့ glit လေးကိုတွေ့လိုက်လားဆိုတော့ဒါလေးကတော့ guidebook ပေါ့နော် guidebook က guess ကြည့်ထားမရှိလို့ဆိုတော့ကြည့်ရအောင်အရန်ကိုလှပါတယ်အခုလက်သေးနေတော့လိုက်တယ်နော်အခုလက်သေးအရန်တော့မလိုက်ဘူးဒါမဲ့လေအရန်ကိုလှပါတယ်ဒါလေးအလှကြိုက်တဲ့သူတွေအတွက်တော့လုံးဝ recommend ပေါ့နော်စပြီးတော့ first touch မှာရင်ကိုတကယ်ကို recommend အရန်လှတယ်အရန်လှပါတယ် okay ဆိုတော့ guess တို့လာတာလေးခဏထားပြီးတော့ကြည့်ရအောင်ဘာကက်ကလေးပါလဲပေါ့နော်ဒါကတော့thank you note လို့ပုံစံမျိုးပေါ့နော် harmony osite ဆိုပြီးတော့တွေ့တာပဲ small steps leave big footprints တဲ့တော့အဲ့လိုမျိုးစာလေးပါပေါ့နော် oracle message လေးတွေအဲ့လိုပါတယ်ဒါ the fool the magician the high priestess အရန်လာပါတယ်ဒါလုံးဝ must buy ပေါ့နော် tarot ရော oracle ရောနှစ်ခုစလုံးပါတယ်အားကြောင့်မလို့သူက tarot girl ဆိုပြီးတော့ထည့်ထား oh my god လာလိုက်တာ the lovers သူကကြောက်လေးဘယ်လိုပြောရမလဲနည်းနည်းလေးrural area ပုံစံလေးပေါ့နော်နည်းနည်းလို့လေးစံနေပြီးတော့ gas ကလေ temple wall OZ ဆိုတာအရန်ကြိုက်တော့ gas ကဒီ OZ ဆိုတဲ့နာမည်ကိုတွေးလို့ရှိရင် gas ရဲ့ childhood memory လေးသွားသတိရမိရပါတော့ဆိုတော့ I'm sorry ဒီကလုံးဝ gas ရဲ့ one of the favorites ဖြစ်လာမှာလုံးဝ one of the favorites ဖြစ်လာမှာဆိုတော့အရန်လှတယ်အရန် detail ကြတယ်တကယ်တော်တယ်ဆွဲထားရတူอ่ะပြီးတော့ gas က water color အရန်ကြိုက်တယ် gas ရဲ့အရင် unboxing video တွေမြင်မှုရဲ့အတူဆိုရှင်သိလိမ့်မယ် gas ရဲ့ favorite က Paulina Cassidy ပေါ့နော်သူက water color တွေအမြင်သုံးပြီးတော့ဆွဲရပါတော့လူမျိုး water color ရေစေးပုံစံမျိုးတွေဆိုရှင်ဒါ gas ရဲ့အားနည်းချက်လုံးဝ weakness ပဲအရန်ကြိုက်တယ်ဆိုတော့ prioritize yourself the world တဲ့နော်ပြီးတော့ Ace of Wandsသူကoh my god minor suit ကိုလည်းတိချာကိုဆွဲပေးထားတကယ်တော့ဒီ tag ကလေပွင့်လင်းပြောရရင်ဘတ်2000ကျော်လောက်ထီကိုတန်တယ်သိလားဘတ်2000ကျော်ပေးဝယ်ရမယ်ဆိုရင်တော့တန်တယ်ဆိုတော့ဒါဘတ်1000နဲ့ဆိုအရန်ကိုတန်တယ်နော်ဆိုတော့7 of Wands ဒါနဲ့ကနေရတာဟုတ်တယ်8 of Wands ပြီးတော့လေ glit မပေါတွေ့လားမီအလင်းအယောင်မပြန်ဘူးက
နော် video ရိုက်လို့လည်းအရင်လှတယ်အယောင်သွေးလဲဆူဆူလေး Ten of Wands ဒါ Page of Wands Knight of Wands Queen of Wands King of Wands ဒီ texture နဲ့လေတိတ်နေသားမကြဘူးဖြစ်နေတခါမှဒီလိုမျိုး texture နဲ့ကပ်မကင်ဖူးလို့တော့ပြောလို့ရတယ်တကယ်တော့လေတော်တော်လေးကိုထူးထူးခြားခြားသူ့ရဲ့ texture က Time to shine Ace of Cups Velvet energy ဒီလားလို့ velvet လေ velvet ကိုကင်ရတဲ့ပုံစံမျိုးဖြစ်နေတာ smooth အရင် smooth ဖြစ်တယ် I'm open to new emotions 3 is the magic number 3 of cups 4 of cups 5 of cups 6 of cups 7 of cups 8 of cups oh 8 of cups ကပုံမှန်ဆိုရှင်တစ်ယောက်ထဲเนาะကိုက2ယောက်ပုံစံမျိုးလေးတွေ့ရတယ် 9 of cups 10 of cups တို့လေသူ့မှာ character တယောက်ချင်းစီရဲ့အဲ့လို character တွေကိုရှင်းပြထားတာရှိလိမ့်မယ် guidebook ထဲမှာပေါ့နော်စိတ်ဝင်စားတဲ့သူဆိုလို့ရှိရင်တော့ guidebook ကိုဖတ်ကြည့်လို့ရတယ်ဒီလူကဘယ်သူပဲအလာတယ်ပေါ့နော်အဲ့လိုလေးတွေရေးထားပါလိမ့်မယ် forget the flaws there is no wrong way okay time will tell wow 3 of swords 4 swords guess မျောလင့်ထားရဲ့ဟာရောမဟုတ်ဘူးသူ message တွေတော်တော်ထူးထူးခြားခြားလေးတွေအဲ့လိုပေါ့တကယ်ဥမာကွာ 6 of swords ကဒါဆို okay 7 of swords ကတော့ဟိုဟာလေးဖြစ်လိမ့်မယ်ဆိုပြီးစဉ်းစားထားမဟုတ်ဘူး7 of swords ကကြောက်ဒီမှာ magician ပေါ့နော် magic hat ထဲကနေပြီးဓာတ်ထွက်လာဆိုတော့အဲ့လိုထူးထူးခြားခြားလေးပေါ့နော်လုံးဝ guess လုပ်လို့မရဘူးကွာဒီလားမခံမှန်းနိုင်တဲ့ဟာမျိုးပေါ့နော်တော်တော်ထူးထူးခြားခြားလေးကိုဆွဲထားတာနော် edge of glory don't question it I make the rules wow Knight of swords ကို I make the rules နဲ့okay I believe in myself Queen of swords King of swords ဒါအကယ်၍လေ practice လုပ်နေတဲ့သူတွေအတွက်ဆိုရှင်လည်းအဆင်ပြေနိုင်တယ်ဒါပေမဲ့တခုရှိတာကတချို့ပေါ့နော်ဒီပေါ်မှာရှိနေတဲ့စာသားလေးတွေက guess အရှိမလေ့လာထားလေးနည်းနည်းကွဲလွဲတာလေးရှိရပေါ့နော်ဆိုတော့ဒီ deck တစ်ခုတည်းနဲ့ထားတော့ကိုအလွတ်ကျက်လို့တော့မရဘူး။ဥပမာဒီ card ဆိုလို့ရှိရင်ဒါဆိုပြီးအလွတ်ပုံသေးမှတ်ထားလို့တော့မရဘူးပေါ့နော် flexible ဖြစ်ဖို့တော့လိုတယ်ဆိုတော့ဒီ deck တစ်ခုတည်းနဲ့တော့ထားတော့ပညာကိုလေ့လာလို့မရနိုင်ဘူးပေါ့နော် I'm flexible and balanced 2 of pentacles visions come to life သူကကျတော့နည်းနည်းလေး limited တော့ဖြစ်တယ်ဘာလို့ဆိုတော့သူအပေါ်မှာစာတန်းလေးပါတော့လေ cast ဟောတဲ့နေရာမှာဆိုလို့ရှိရင်လည်းနည်းနည်းlimited ဖြစ်တယ်သူက direct message ကိုပေးတယ်ဥပမာကတ်နည်းနည်းပဲထုတ်မယ်ဆိုရင်အရန်ကောင်းတယ်နော်3ကတ်4ကတ်လောက်ပဲထုတ်မဲ့ reading နေဆိုအရန်ကောင်းတယ်ဆိုတော့သူက direct message ကိုပေးတာ哦နော်ဥပမာ past အတွက်တစ်ကတ် present အတွက်တစ်ကတ် future အတွက်တစ်ကတ်3ကတ်ပဲ3 cut spread နဲ့ပြီးသွားပြီဆိုလို့ရှင်လည်းအဆင်ပြေတယ် Celtic cross တွေသုံးမယ်ဆိုရှင်လည်းအရန်အဆင်ပြေရပေါ့နော် all is not lost time to pay the price there are surprises abound all mobile oh okay abound ဟုတ်တယ် guess က above 10လို့သိချင်ကြည့်ညာ friendships and family so ဒါကကြတော့လေတီလာလူမှုရေးပြီးတော့ကိုဘဝတက်လန်းနေတော့ကြည့်ရင်အရန်ကောင်းတယ်နော်အကယ်၍အချစ်ပေါ့နော် relationship ဆိုလို့ရှိရင်လေတစ်ဖက်လူရဲ့ဘလို့ intention ရှိလဲပေါ့နော်အဓိကအုံနောက်ကပြောတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကို express လုပ်ရင်ဒီကကအရန်ကောင်းလိမ့်မယ်နှလုံးသားတွေကပြောတဲ့အရာတွေတော့ cast မမြင်ဘူးဒါပေမဲ့အုံနောက်ကပြောတဲ့အရာတွေတော့ဆိုလို့ရှိရင်တော့ဒီ deck ကအရန်အဆင်ပြေလိမ့်မယ်လို့ cast တွေ့ရယ်နော်ဆိုတော့ဒါလေးကဒီနေ့အတွက် unboxing လေးဖြစ်ပါတယ်အားလုံးပဲသဘောကျတယ်ဒီ deck လေးနဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်ဒါလေးကို screenshot ရိုက်ပါ screenshot ရိုက်ပြီးရင် cast ရေးဒီ the tarot of Ozali နဲ့ဖူထားတော့ကြည့်ချင်လို့ပါနော်ဆိုလို့ရှိရင် guest တို့ဒီ
immediate reading အတွက်ပေါ့နော် immediate reading gas က9000ယူတယ်9000ကို4000နဲ့ပေါ့နော်1000 off ပေါ့နော်1000 off နဲ့ကြည့်ပေးပါမယ်ဆိုတော့ဒါလေးကို screenshot ရိုက်ပါပြီးတော့အခါကျလို့ရှိရင်4000နဲ့ immediate reading sorry ဖူထားရလာကြည့်လို့ရပါတယ်ဆိုတော့20% off သွားမယ်ပေါ့နော် Okay ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲသဘောကျမယ်လို့မျှော်လင့်ပါတယ်ဒီကကလေးကိုသဘောကျရဆိုလို့ရှိရင်လည်း comment ထဲမှာပြောခဲ့ပါနောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်ပြီးတော့တွေ့ကြပါမယ် bye bye